ခုတလောပါရဖြစ်လဲမသိ3ချိန်နေပဲပြင်ပြန်လုံနေရအားလုံးမင်္ဂလာပါကျွန်တော်နာမည်ဇော်ဦးပါတောင်ကြီးမျိုးပါ YouTube channel တစ်ခုထောင်ဖို့ပေါ့လေငါဘာတွေတင်ရမလဲဘာတွေလုပ်ပေးရမလဲငါလုပ်ပေးတဲ့ဟာလေးကလည်းအကျိုးရှိနေတာလေးဖြစ်ရင်ကောင်းတော့ပေါ့နော်အကျိုးရှိနေတာဆိုတော့ဘယ်သူတွေတွေ့တော့ဆိုလိုချင်တဲ့လူတွေတွေ့လူတွေတွေ့ဘလိုချင်တဲ့လူတွေပဲဘာကိစ္စမှအကျိုးမရှိဘူးစဉ်းစားမနေနဲ့အဲ့ဒါလိုချင်တဲ့လူတွေအတွက်အကျိုးရှိအောင်ဆိုပြီးတော့မှဟိုကလုံမဲဒါလုံမဲစသဖြင့်စဉ်းစားရတော့အဲ့ဒါမဖြစ်မနေစဉ်းစားရတာလေးတခုသိအောင်ပြပြမယ်အဲ့ဒါကဘာလဲဆိုတော့ငါဘာတူလဲဆိုတာနဲ့လေအယံမှုတည်တယ်နော်ငါဘာတူလဲဆိုတာကိုပြန်မေးနော်အဲ့တော့ငါဘာတူလဲဆိုတာနဲ့မူတည်ပြီးတော့မှစဉ်းစားမှသာလေအလုံးလုံးဖြစ်တာအဲ့တော့ငါဘာတူလဲတည်တယ်ထင်မနေနဲ့နော်ကိုတော့ငါဘာကြိုက်လဲငါဘာမကြိုက်ဘူးလဲငါဘာဖြစ်ချင်နေတာလဲငါဘာလုပ်ချင်နေတာလဲငါဘာချစ်လဲငါဘာမုန်းလဲငါဘာပျော်လဲငါဘာမပျော်ဘူးလဲစသည့်မိကုန်းနေပြန်ပြီးကြည့်ပါကိုတည်တယ်လို့ပြောတယ်ဆိုရင်အဲ့တော့အဲ့လိုကိုတည်အောင်ကြိုးစားပြီးတော့မှလေလူတိုင်းကတော့ပျော်ချင်တာလို့ပဲထင်တာပဲလေနော်ပျော်ရတာကတော့အနည်းဆုံးတော့စိတ်ညစ်တာရတာထက်စိတ်ဖြစ်စီမှုရတာဒီထက်အစမပြေမှုစတဲ့ကျန်တဲ့ဟာတွေထက်ကိုနည်းနည်းလေးပူကောင်းနေလို့ထင်လို့လေအဲ့တော့ဟုတ်ပြီလူတိုင်းကတော့ပျော်တဲ့ဘက်ကိုပဲသွားချင်ပါလေဟုတ်တယ်မလားအဲ့တော့ဘလို့သွားလို့ရလဲဆိုတော့ငွေကြီးနဲ့စဉ်းစားရင်အတိုင်းအတာတစ်ခုထိရလာဆိုတော့ရပါတယ်ငွေကြီးနဲ့ဆိုရင်လေချမ်းသာရင်ပြောတယ်မချမ်းသာရင်မပြောဘူးပေါ့စသဖြင့်ဒါပေမဲ့လေငွေရှိမှအဲ့ဒီကိစ္စသိတာမဟုတ်ဘူးငွေမရှိလဲသိတယ်ချမ်းသာတဲ့လူတွေကိုလိုက်မေးကြည့်နော်ခင်ဗျားစိတ်ချမ်းသာလားတချို့လူတွေငွေကြီးကအမြောက်များရှိနေတဲ့စိတ်မချမ်းသာတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်လိုလေငွေမလိုဘူးစိတ်ချမ်းသာနေတဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်ကသာရှာရှည်ပြီးသူများတွေကိုကျွန်တော်လိုမျိုးပြောစေချင်နေတာကိုပြောတော့ရှာရှည်တယ်လို့အဲ့တော့ပြန်သွားရရင်ကိုတိအောင်စူးစမ်းတဲ့အဆင့်ကိုပြန်သွားတာပေါ့ကိုတိအောင်လုပ်ပြီးရင်ကိုပျော်တဲ့ကိစ္စတွေကိုသူဖြစ်နေတာလားကိုဖန်တီးယူရတာလားကိုစဉ်းစားကြည့်ပေါ့โอเคသူဖြစ်နေတဲ့ကိစ္စတွေဆိုရင်အဲ့ကိစ္စများများဖြစ်အောင်လုပ်ပေါ့ဒါဆိုရင်များပို့ပြောရတယ်လေဟုတ်ပြီဖန်တီးရမယ့်ကိစ္စမျိုးဆိုစူးစမ်းပြီးဖန်တီးပေါ့ဒီနေရာမှာခဏနေရပြောတဲ့ငွေကြီးတို့ဘာလို့ညာတို့လိုအပ်လာပြီမှန်ပါတယ်နော်အခုလောလောဆယ်မှလိုအပ်နေတာမဟုတ်ဘူးအရင်ကတည်းကလိုနေတာဆိုရင်တော့လေတိတ်ဆိတ်ပြင်မှခံမနေပါနဲ့အရင်ကတည်းကလုံနိုင်အခုလုံပြီးပြီပေါ့အခုမှမလုံနိုင်သေးတာမလုံလဲမလုံနိုင်ဘူးပျော်လဲမပျော်နိုင်ဘူးဆိုတော့အဲ့ဒါမိအေးနှခါနာလို့ခေါ်တယ်အဲ့ဒီအဓိပ္ပာယ်နားမလဲနော်လိုက်ပြီးတော့လားမေးပြီးတော့ကျွန်တော်တို့မရှင်းပြအဲ့တော့အစမပြေမဲ့အတူတူဗျာပျော်ပဲနေပါကို့အချိန်ကိုပျော်နေရမယ်ဆိုတော့ကျွန်တော်လိုလေလမ်းမော်ထွက်ပန်းချန်ထွက်ကပြနေတာဒါမျိုးပြောတာလည်းမဟုတ်ဘူးနော်ကိုဘာပျော်လဲတယောက်နဲ့တယောက်အပျော်မတူဘူးအဲ့ပျော်တဲ့ကိစ္စကိုလုပ်ဒါပေမဲ့ဇုံကတော့လေစူးစမ်းပြီးရှောင်တယ်တခြားလူရှောင်ခြင်းမရှောင်ခြင်းဒါကတော့ကိုယ့်သဘောအဲ့ဒါဘာတော့ဆိုရင်ဇုံပျော်ပေမဲ့သူများကိုထိခိုက်မဲ့ကိစ္စမျိုးဆိုဇုံမလုပ်နော်အဲ့ဒါတော့ဇုံရဲ့စီကံကြည့်နော်လူတယောက်ကိုလောက်ရတာစီကံလောက်ထားတဲ့ဇုံအဲ့တော့ကိုပျော်နေတယ်သူများကိုမထိခိုက်ဘူးဆိုရင်တော့လွတ်လပ်ပျော်တယ်လေနော်ဘာကိစ္စပဲဖြစ်ဖြစ်ဒါပျော်လို့ရနေတယ်လေအဲ့လိုပျော်နေပြီးတော့မှလေငွေဘယ်လိုဝင်မလဲငွေဘယ်လိုရှာမလဲစဉ်းစားလေပိုပြီးထီရောက်တယ်ပိုပြီးမြန်ဆန်တယ်ပိုပြီးထီလို့ခီးပိုရောက်တယ်လောက်ကြည့်မယုံရင်အဲ့တော့ဇုံကအဲ့ဒါပြောပြချင်တာမဟုတ်ဘူးဒီနေ့ကဇုံအကြောင်းပြောမယ်ဆိုတာဇုံအတိတ်မှာဖြစ်ခဲ့တာတွေအကုန်လုံးဇုံပြပြမယ်အမှန်အမှားဇုံ
တခြားလူတွေအတွက်အကျိုးရှိမဲ့ဟာလေးတွေတော့အမှန်တိုင်းပဲပြောမယ်ဒါပေမဲ့ဇော်ဦးရဲ့မြင်တဲ့ point of view ကနေပြောမယ်ဇော်ဦးအကြောင်းကိုဇော်ဦးအမြင်ကနေမပြောဘဲအများအမြင်ကပြောမှတော့ဘယ်လိုလုပ်အဓိပ္ပာယ်ရှိတော့မှာလဲအဲ့တော့ဇော်ဦးအမြင်ကပြောတာပေါ့ဇော်ဦးနဲ့အမြင်မတူကတော့ရှိမှာပဲလက်ငါးချောင်းထောင်ပြထားတယ်မညီဘူးအမြင်မတူရှိတယ်အမြင်မတူတဲ့လူရှိကိုရှိတယ်အဲ့တော့အဲ့လိုရှိပြီဆိုရင်လေဇော်ဦးတို့လုံနိုင်တာလေးတစ်ခုပါလေပထမဆုံးဇော်ဦးကို block လိုက်တာတော့မဟုတ်ကြော်သွားတာစသဖြင့်ပေါ့ဒီလိုမျိုးလေးလုပ်ပေါ့မ block ဖို့တော့ဇော်ဦးကတောင်းပန်နေအဲ့တော့အဲ့လိုမျိုးလေးကြော်သွားပြီးတော့မှတော့မဟုတ်လေကိုမကြိုက်တာကိုမကြိုက်တဲ့ဟာကိုwith respect ပေါ့ယူတေလေးစားမှုလေးနဲ့အောက်က comment မှာရေးပေးပါလားဇော်ဦးပြင်လို့ရတဲ့ကိစ္စဆိုရင်ဇော်လက်စနာမှာပေါ့ဆိုလိုတာကအများအတွက်သူ့အတွက်တော့အဆင်မပြေနေဘူးစသဖြင့်သူ့အတွက်ကလည်းအများအတွက်ဖြစ်နေမလားစသဖြင့်ကထဒါကတော့လေ comment မှာရေးတဲ့ကိစ္စနဲ့ဒါဇော်ကတော့ကိုအတတိရှိနဲ့ဆွဲထုတ်ထားတာဆိုတော့တခြားလူ complain လောက်နေတော့ဇော်ဖုံးပြဖို့တော့မလွယ်ဘူးဒါပေမဲ့ criticism complain ကိုဇော်အမြဲတမ်းလက်ခံတယ်နော်အဲ့ဒါဇော်ပဲတဘောအလုံးနဲ့တလို့ပဲနေလားအဲ့တော့ဒါပေမဲ့ဇော် share ချင်တာဒီနေ့ဖြစ်သွားတဲ့ဟာလေးအတိတ်ကိုကြည့် share ချင်တာဆိုတာထက်လေအတိတ်ထဲမှာပညာရစရာတွေများပေမဲ့လက်ရှိပြစ္ဆုတ်ပန်းလေးရင်ဆိုင်ရတယ်အဲ့တော့ပြစ္ဆုတ်ပန်းမှာဖြစ်သွားတဲ့ဟာလေးကိုဇော်က share ချင်တာအဲ့ဒါဘာလို့ဆိုတော့ဇော်ဒီနေ့ဇုံလောက်ရကဇုံအဆက်ကွဲသွားတာလားအဆက်မကွဲဘူးလားပေါ့အဲ့လိုပဲပြောရအောင်ဒီကုနှစ်ခုလေနော်ဒါပေမဲ့ဇုံအဖြေကရှိပြီလားအများအဖြေမှာဘယ်လိုဖြစ်မယ်ဇုံကမသိတာဒါပေမဲ့ဇုံအဖြေကိုထားရပြပြမယ်အများနဲ့အမြင်မတူတဲ့အချိန်မှာရေးလို့ရတာပေါ့ပထမဆုံးတစ်ခုကဒီနေ့ဖြစ်သွားတာကဘာလဲဆိုတော့ဇုံတို့နေတဲ့တောင်ကြီးမြို့ကန်တာရက်ခွက်မှာဒီနေ့ကအုတ်ချုပ်နောက်အစ်တက်လာမဲ့အုတ်ချုပ်ရေးမှုတို့ရာအိမ်မှုတို့ဆယ်အိမ်မှုတို့ဓာရီကိုစိန်မှုကနေစတာတယ်နော်စိန်မှုရာအိမ်မှုပြီးတော့မှအုတ်ချုပ်ရေးမှုအဲ့ဒီဟာတွေကိုအစင်စင်ရွေးမှာပေါ့အဲ့လိုရွေးတဲ့ဟာကိုဦးစီးရွေးဖို့အတွက်ရမရဖတ်9ဦးဇော်လို့ရက်ွက်ထဲကနေရွေးမှာပေါ့အဲ့ဒါနဲ့အစည်းအဝေးဖိတ်တော့ဇော်အစည်းအဝေးတက်တယ်အစည်းအဝေးရောက်တော့အတိအမတယောက်တွေ့ပြီးစကားပြောနေတော့သူကဘာပြောပြအောင်ဆိုတော့အခုရမရဖတ်9ဦးရွေးမယ်ပေါ့ရွေးပြီးရင်အဲ့ဒီ9ဦးကိုဒီအတစ်တက်လာမဲ့စိန်မှုရိုင်မှုအချုပ်မှုတို့ရွေးတဲ့အချိန်မှာဘယ်လိုစီစနစ်နဲ့ရွေးမယ်ဆိုတာကိုထွေရုပ်တွေပါတွေကတင်နှံပြီးမယ်လို့သူကပြောတော့ပေါ့ဖြစ်နိုင်ပါတယ်ဇော်တော့မသိလေအဲ့လိုမျိုးဆိုဇော်တော့မသိရအောင်လေအဲ့တော့ခုဦးနေတာမလီလက်နေအဲ့တော့နေဘယ်လိုပဲဖြစ်ဖြစ်ဇော်ကဒီနိုင်ငံနဲ့ပတ်သက်လာရင်နိုင်ငံတိုးတက်ရေးအတွက်တကယ်လက်တွေ့ဗဇက်နဲ့မဟုတ်ဘူးတကယ်လက်တွေ့လုပ်ပေးချင်နေတဲ့အုတ်တစ်ချက်တဲတပွင့်လေးတော့ဖြစ်ချင်တာနော်အဲ့တော့ဇော်လုံနိုင်တာကပညာရေးပဲရှိတာအဲ့တော့ပညာရေးကိုဇုံစူးစမ်းပြီးလုပ်မှာပေါ့ဒါဇုံလုပ်မှာဘယ်လိုလုပ်တယ်မလုပ်ဘူးတော့ဇုံနောက်ပိုင်းလာလိုက်မှာပေါ့အဲ့တော့အခုတော့လာနေပါအဲ့တော့တင်နိုင်ဟုတ်ပြီဒါဆိုရင်အုတ်ချုပ်ရီမှုတွေပါဇုံလုပ်ချင်တာမဟုတ်ဘူးဇုံကအဲ့ဒီသူတို့နိုင်ငံတော်ကပေးတဲ့တင်နန်းမျိုးဆိုရင်ဇုံတက်ချင်တယ်ဒါလေးတွေကိုဘယ်လိုစီးစနစ်ကြကြရွေးတယ်ဆိုဇုံတိအောင်စူးစမ်းကြည့်ချင်တယ်ဘာလို့ဆိုဇုံတက်က40ကျော်လေးဇုံပြောသလိုပဲနောက်ပိုင်းဒီဥစ္စာအတုံးမှုဝင်လို့ပြောလို့မရဘူးလေအဲ့တော့ဇုံတက်တယ်စီဝေဟိုရောက်တော့အဲ့မပြောတာအဲ့ဒါကြားတော့မှအဲ့ဒီရမရဖတ်9ဦးထဲမှာကိုပါချင်တော့တယ်ဟုတ်ပြီပြန်စဉ်းစားတော့ရမရဖဆိုတာကိုအများကလက်ခံထားတဲ့စကားအသုံးနှုန်းကအတက်ကြီးသမားလားဒါမှမဟုတ်ရင်ရက်ွက်ထဲမှာဩဇာရှိသူစသဖြင့်ဒီလိုမျိုးတွေပြောထားတယ်ဆိုရင်တော့ဇိုးကတော့40ကျော်ပြီဆိုတော့အသက်ကြီးပြီလို့ထင်တယ်ပေါ့လေဒါပေမဲ့အဲ့လိုမျိုးသူတို့ကျူတင်တက်မဲ့တယ်ရှိမြင်အောင်ဇိုးကိုလည်းမသိတာပါဘူးဒါပါဒါမီဟိုရမီရဲ့ဖောက်အတိတ်ပဲဖြစ်နေတာဆိုတော့သူတို့အဲ့လိုမျိုးအတက်ကြီးသမားတော့ရောက်တဲ့မှာဩဇာရှိသည်လို့သူတို့သတ်မှတ်ထားတဲ့ပုံစံမျိုးလို့တော့ဇုံနာလေးတယ်အဲ့တော့
ရမရဖောင်းအစိုးတင်တင်းမှာလို့လူကြီးကပြောတော့ဇိုးတို့ကန်နာရက်ကွက်မှာကနေမြေ14ခုရှိတယ်14ခုမှာနေမြေ1နှစ်ကအကြီးဆုံးဆိုတော့နေမြေ1နှစ်ကရမရဖတ်တူထမယ်305တူထမယ်305 6ခွ8ကတူ930 7ကတူ12 14ရတူအဲ့တော့ဆွတ်ပေါင်း9ဦးအဲ့ဒီ9ဦးကိုရွေးတဲ့အချိန်မှာအစိုးတင်တဲမှာလို့ပြောတော့နေမြေ1နှစ်ကစတာဖြစ်တော့မှတို့ရှိမှသူများအစိုးတင်တဲတော့အဇိုးလည်းထားလိုက်တယ်ထားပြီးတော့မှနာမည်ပြောပါဆိုဥစောဦးပေါ့အဲ့တော့ဘသူ့အစိုးတင်တဲလဲဥစောဦးပေါ့ကိုစတင်တဲလားဟုတ်တယ်ကိုဆိုတော့ဟိုအဲ့ချိန်မှာအများတော့ရီတာပေါ့ဒါပေမဲ့ဇိုးကရီတော့အဲ့လောက်ကြီးတော့မသိသေးဘူးဟိုရီပေါ့ကိစ္စမရှိဘူးဒါပေမဲ့ခဏနေကြတော့3ယောက်ဖြစ်သွားတယ်ဇိုးတို့ဟိုနေမြေတင်းတင်းက3ယောက်ဖြစ်သွားခါကျတော့ဟိုစီကန်တိုင်းတေဦးထပ်ပို့တယ်ဆိုရင်မေရွေးရပြီလေမေရွေးရတော့မင်းနဲ့ရွေးတာပေါ့ဥမာဒီလူဆိုရင်ဘယ်သူထောက်ခံလဲစသဖြင့်အဲ့လိုမျိုးမေးနောက်ကထောက်ခံတဲ့လူတွေနေမြေတင်းတင်းကလူတွေပေါ့လူတွေကထောက်ခံပါတယ်လို့អော်ကြတာပေါ့ဒါပေမဲ့ဇိုးတို့ကတော့အဲ့ရမရဖားတွေကိုអော်ပေးကြောပေးထားတာပါမမြင်ရဘူးဘယ်သူអော်တယ်ဘယ်သူမអော်ဘူးဇိုးတို့မသိဘူးဇိုးကတော့သိတယ်ဆိုတော့တီးရဆိုပြပြမယ်လေအဲ့ဒါဘာလို့ဆိုအဲ့ဒါဘာလို့တော့ဆိုတော့ပထမတူကိုမေးတဲ့အချိန်ကျတော့အများကြီးပဲနောက်ကထောက်ခံပါတယ်လို့အော်တော့ပေါ့အဲ့တော့ပြီးကြတော့ဇော်ဦးလက်ရောက်တော့ဦးစောဦးကိုထောက်ခံတဲ့လူရှိပါသလားပေါ့ဆိုကြလေတယောက်မှအတမထပ်ဘူးအဲ့ဒါဆိုတူမှမထောက်ခံလို့ပြောတာအားကြောင့်ဇော်ဦးကတီးတယ်လို့ပြောတာအဲ့တော့အဲ့ဒီအချိန်ဒီမှာဟိုဇော်ဦးရဲ့ကိုဦးစောဦးကကိုနေကိုပြန်ထိုင်လို့ရပါပြီဆိုပြန်ထိုင်တယ်ပေါ့အဲ့တော့နောက်တူဦးလဲကြတော့ဟုတ်ပြီကိုကပထမတူဦးတော့ကိုထောက်ခံတယ်လို့မပြောထားဘူးလေဘာလို့ဆိုကိုကရှိရနေကိုထွက်ထားတာအခုကိုမလုပ်ရတော့ဘူးလို့ပြန်လာတဲ့အချိန်မှာနောက်တူထောက်ခံပါသလားဆိုတော့ထောက်ခံပါတယ်ပေါ့ဟိုကိုကနောက်ပြိတ္တပြန်ဖြစ်သွားပြီလေအဲ့တော့ဒါမဲ့လေရှစ်တူကမှပို့ပြီးတော့မှလူသိများတယ်အဲ့တော့ရှစ်တူဟိုရွေသွားတယ်ပေါ့အဲ့လိုရွေပြီးတော့ဂျန်နဲ့လေးနဲ့လေးဥစုလဲအဲ့လိုနေပါပဲရွေကြတယ်ဒါပေမဲ့တချို့တွေတူပဲပါတယ်နေမြေတွေလည်းရှိပါတယ်အဲ့တော့ရမရဖတ်9ဦးရတယ်ရမရဖတ်9ဦးတွေကနေမှအဲ့ဒီရမရဖတ်9ဦးတွေကနေမှအဲ့ဒီ9ဦးဂျန်နဲ့4ဦးကိုဥဆောင်ဖို့တူကိုခေါင်းဆောင်အနေနဲ့ရွေတာပေါ့အဲ့ဒါလည်းရွေပြီးသွားတယ်အဲ့ဒါပြီးတဲ့အချိန်မှာဇိုးတို့ပွဲပြီးလို့အိမ်ပြန်လာရတယ်ပေါ့အဲ့ဒါပြန်လာတဲ့အချိန်ကျတော့ဇိုးကစဉ်းစားတာကအဆက်ကွဲတာလို့ဟိုမြင်သွားတဲ့လူတွေကိုကြတော့ဇိုးကနည်းနည်းလေးတစ်ဖက်လေကြည့်တဲ့လူတွေလို့ဟိုနည်းနည်းလေးသတိဝင်သွားတာပေါ့ဒါလေဇိုးကိုအဆက်ကွဲတယ်လို့ပြောရင်လေမိတ်ဆွေချင်းရက်တယ်ဆိုဇိုးအဆက်ကွဲတယ်အဲ့လိုပဲခံယူဇိုးကတော့တစ်သက်လုံးမခံယူအဲ့ဒါမှတ်ထားအဲ့ဒါဘာလို့တော့ဆိုဇိုးလောက်ရက်ကဇိုးရွေချက်ရှိတယ်ရွေချက်တိုင်းဖြစ်မလာဘူးအဲ့ဒါဇိုးစူးစမ်းနေတာမဖြစ်လာတာကိုနောက်ဆုတ်ဖို့အဲ့ဒါဇိုးမှမရှိဘူးဇိုးဆက်စူးစမ်းမှာဇိုးကနိုင်ငံစနစ်ကိုနားလေချင်တာနိုင်ငံရေးလုပ်ချင်တာမဟုတ်ဘူးဒါပေမဲ့ကိုဘာလုပ်နေရှင်းလေးပြောတာကိုကြိုက်တဲ့လောက်အကျိုးရှိတာလုပ်နေဒီနေ့ကလေးဇိုးကို PDF လို့တခေါက်မှပြောလိုက်အမလေးဇိုး TV ဆရာဒါနိုင်ငံတွေမှာနေရတဲ့လက်ရှိဇိုးတို့ဘဝနော်ဇိုးကပြီးပါညာဟိုတက်တာဘဝညာလွှဲတာမျိုးရှိတယ်စီဝါရေးကိစ္စတွေလွှဲတာမျိုးရှိတယ် PDF လူရာဇိုး TV ဆရာအားရမျိုးတွေလေဇုံတို့ကအများကြီးတတိထားရတယ်ဒါကဝါမပြောအောင်တင်နော်ဒါမဲ့လေဇုံအခက်ခဲဇုံရိုးသားဆုံးပြပြရလေအဲ့တော့ဇုံကနိုင်ငံရေးလုပ်ချင်တာမဟုတ်ဘူးဇုံပညာရေးလုပ်ချင်တာဒါမဲ့လေဇုံစိုက်တလောက်ရှိရလုပ်ပေးနေဇုံဘဇာလီပိတ်နေမြေလုံးမရှိချင်နေဆိုအခုခေတ်ကအလွယ်လေးအခုခေတ်ကအလွယ်လေးအဲ့တော့တော့ဘာလို့ရမလဲပေါ့နော်အဲ့တော့ဒီနေ့ကိစ္စလေးပြောချင်တာနိုင်ငံရေးဆိုစိတ်ဝင်စားပါဘူးစနစ်ကိုလေးလာချင်တာနော်ဟိုကအုတ်တစ်ချက်ဘယ်တပွင့်ဖြစ်ချင်တာနားလဲပေးပါနော်ဇုံထက်လို့လဲဇုံပညာရေးပဲနေပဲဆက်လုံးအဲ့တော့ဒီနေ့ကိစ္စမှာဇုံကိုအဆက်ကွဲသွားတယ်လို့ရှင်းတဲ့လူတွေ
ဇုံလို့တတိရှိရှိလေးကိုထွက်ပြီးတော့မှအစိုးတင်တဲ့အလုပ်လေးလုပ်ကြည့်ပါဦးလွယ်လားလို့သိရကျေးဇူးတင်ပါတယ်ကျွန်တော်ဇော်ဦးပါတောင်ကြီးမြို့